1563 después de Cristo, año 13 del reinado de Vallinaun, rey de Birmania. Aunque el tigre manda en la selva, su hambre nunca se apaga. Yo soy igual con los reinos tailandeses del este. Ya he gobernado durante 13 años. Pero ¿cómo puedo ser Chakrabartin si solo soy rey de Birmania? Ayutthaya es el más poderoso de los reinos tailandeses. Y su rey, Chakrabatra, me ha desafiado durante demasiado tiempo. Favorece la rebelión de uno de mis vasallos, el rey de Lan Na, y envió a su hija a casarse con el monarca de Lan Shan, solo para asegurar su alianza en mi contra. Pero esas tácticas no me llevarán a la guerra. Se dice que Chakrabatra tiene 7 elefantes blancos, símbolo de fortuna y favor divino. En la corte oigo los rumores. Gente con más buenas intenciones que intelecto cuestiona que, si soy el verdadero Chakrabartin, ¿por qué los Nats dieron elefantes a Chakrabatra? No permitiré que los Nats ni ese rey tailandés me cuestionen. Mis tropas marcharán al este, pero no a una guerra sin sentido. Enviaré monjes budistas para difundir la palabra de nuestro mandato budista bendito. Llevaremos una reliquia de Buda a cada ciudad como muestra de mi devoción. Mamá, hey. Okay, cool low line. Maybe okay. I think, man. Okay. Okay. Opa. Chechin babe. Amido low line. Okay. Chechin babe. Okay. I think, man. No, man. Chechen babe. Baya, Tanga.ကျွန်တော်လှုပ်လိုက်မယ်ကျွန်တော်သွားနေပါ Okay. မှန်ပါကျွန်တော်လှုပ်လိုက်မယ် Cool low line. Okay. ကျွန်တော်သွားနေပါနားလေကျွန်တော်သွားနေပါ Okay. Okay. မိတ်တော်အတိုင်းပါ Okay.
မိတ်ပေးပါဟုတ်ကဲ့ ပြောပါ မှန်ပါမိတ်တော်တိုင်းပါအားလုံးတိုင်းဟုတ်ကဲ့နားလေပါတယ်ကျွန်တော်သွားနေပါပြီ ပြောပါဟုတ်ကဲ့ဟုတ်ပါဗျာချက်ချင်းလုံးတိုင်းဟုတ်ကဲ့ချက်ချင်းပါ မိတ်တော်တိုင်းပါ ဟုတ်ကဲ့ဟုတ်ပါ လက်နဲ့ယူကြမိတ်ပေးပါ amigo Con esta ciudad podemos reclutar refuerzos. ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ချက်ချင်းပါပဲဘုရားတရားအမိန့်တော်တိုင်းပါခုလုံးလိုက်မယ်ချက်ချင်းပါပဲ ဟေးဟုတ်ကဲ့ရိတ်သိမ်းသမားအမိတ်ပေးပါ ဘုရားပါဟုတ်ကဲ့ဟုတ်ကဲ့ချက်ချင်းပါပဲခုလုံးလိုက်မယ် ဟုတ်ကဲ့နားလည်ပါတယ်အမိတ်တော်တိုင်းကြဟုတ်ကဲ့အမိတ်ပေးပါအမိတ်တော်နားလည်ဟုတ်ကဲ့တော့သွားနေပါ အမိန့်တော်အတိုင်းချက်ချင်းပါပဲ ဟုတ်ကဲ့ဟုတ်ကဲ့ ဘုရားတရား နားလည်ပါဟေးပါကျွန်တော်သွားနေပါပြီကျွန်တော်လှုပ်လိုက်မယ် Hay que acabar con la hechicera Nat antes de que embruje a los hombres. အမိတ်ပေးပါအမိတ်တော်တိုင်းပါဟုတ်ကဲ့ ဟုတ်ကဲ့ အမိတ်တော်တိုင်းမှာငါတို့တိုက်လက်နဲ့ယူကြ ပြောပါဟုတ်ကဲ့ အမိတ်ပေးပါအမိတ်တော်တိုင်းနားလဲပါလေ ဘုရားတရားသံဃာဟုတ်ကဲ့ဟုတ်ကဲ့ ဟုတ်ကဲ့ဟုတ်ကဲ့နားလဲသွားနေပါပြီအမိတ်တော်တိုင်းမှာဟုတ်ကဲ့နားလဲဟုတ်ကဲ့ဟုတ်ကဲ့အမိတ်ပေးပါဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်သွားနေပါဟေး ပြောပါခုလုံးလိုက်ဟုတ်ကဲ့ပါ အမိတ်ပေးပါအမိတ်ပေးပါကျွန်တော်သွားနေပါပြီမိတ်တော်တိုင်းမှာဟုတ်ကဲ့နားလဲပါလေမတို့တိုင်းနားလဲပါကျွန်တော်သွားနေပါဟုတ်ကဲ့သွားနေပါပြီဟုတ်ကဲ့အမိတ်တော်တိုင်းမှာအမိတ်ပေးပါအ
မိန်တော်အတိုင်းပါဟုတ်ကဲ့အမိန်ပေးပါဟုတ်ကဲ့ ချက်ချင်းပါပဲ ကျွန်တော်သွားနေပါမိန်တော်အတိုင်းပါမိန်ပေးပါဟုတ်ကဲ့ ဟုတ်ပါခုလှုပ်လိုက်မယ် ကျွန်တော်သွားနေပါပြီဟုတ်ကဲ့ကျွန်တော်သွားနေပါပြီဟုတ်ကဲ့ ဟုတ်ကဲ့ မိန်တော်အတိုင်းပါမိန်ပေးပါကြမိန်တော်အတိုင်းကြဟုတ်ကဲ့ ပြောပါဟုတ်ကဲ့အမိန်တော်အတိုင်းပါဟုတ်လှုပ်လိုက်မယ်ဖယားချက်ချင်းဟုတ်ကဲ့ဟုတ်ကဲ့ မိတ်ပေးပါဟုတ်ကဲ့ အမိန်တော်ဟုတ်ကဲ့ပါပြောပါဖယားတရားတန်ခါ Hay que acabar con la hechicera Nat antes de que embruje a los hombres. ဟုတ်ပါ မိတ်ပေးပါမိတ်ပေးပါဟုတ်ကဲ့မိတ်ပေးပါလေ ဖယားတရား မိတ်ပေးပါမိတ်တော်တိုင်းပါဟုတ်ကဲ့ အမိန်တော်တိုင်းပါပြောပါဟုတ်ပါ မိတ်ပေးပါမိတ်တော်တိုင်း အမိန်တော်တိုင်းပါချက်ချင်းပါ ဟုတ်ကဲ့ဟုတ်ကဲ့ ဟုတ်ကဲ့ခုလှုပ်လိုက်ဟုတ်ကဲ့ မိတ်ပေးပါနားလည်ပါလေ ပြောပါလှုပ်လိုက် နားလည်ပါလေ ချင်းပါပဲခုလှုပ်လိုက်မယ် ဟုတ်ကဲ့ကျွန်တော်သွားနားလည်ပါကျွန်တော်သွားနေပါဟုတ်ကဲ့နားလည်ပါနားလည်ဟုတ်ကဲ့နားလည်ဟုတ်ကဲ့နားလည်နားလည်ကျွန်တော်သွားနေပါနားလည်ပါကျွန်တော်သွားနေပါဟုတ်ကဲ့နားလည်နားလည်နားလည်ပါကျွန်တော်သွားနေပါမိတ် ဟု ပေး တ် ပါ ကဲ့ခုလှုပ်လိုက် နားလည်ပါမိတ်တော်တိုင်းပါ ဖယားတရားတန်ခါ အစ်စ်ပဲမိတ်ပေးပါကျွန်တော်သွားနေပါပြီကျွန်တော်လှုပ်လိုက်မယ်ဟုတ်ကဲ့ငါဖမ်းသမား ဟုတ်ကဲ့ ဟုတ်ကဲ့နားလည်ပါလေ ဟုတ်ပါချက်ချင်းပါပဲဟုတ်ကဲ့ အမိတ်တော်သွားနေပါပြီဟုတ်ကဲ့ကျွန်တော်သွားနေပါပြီ
ဟုတ်ကဲ့နားလည်ပါတယ်ဟုတ်ကဲ့နားလည်ပါတယ် ခုလှုပ်လိုက်မယ်ချက်ချင်းပါပဲဟုတ်ပါအမင်းတော်တိုင်းပါချက်ချင်းပါပဲ ဟုတ်ကဲ့လက်နဲ့ယူကြမိတ်ပေးပါမိတ်တော်တိုင်းအားလေအားလေတော့သွားနေပါဟုတ်ကဲ့ ပြောပါဟုတ်ကဲ့လှုပ်လိုက်မယ် Nos llevaremos a la princesa y confiscaremos la dote. ဟုတ်ကဲ့ချက်ချင်းပါပဲခုလှုပ်လိုက်မယ်ချက်ချင်းပါပြောပါ ဟုတ် ပါ ကဲ့တော်တိုင်း အမင်းတော်အတိုင်းပါ ဟုတ်ကဲ့ကျွန်တော်သွားနေပါပြီမိတ်ပေးပါအားလေငါတို့တိုက်တယ်လက်နဲ့ယူကြမိတ်ပေးပါ လှုပ်လိုက်မယ်ပြောပါဟုတ်ပါလှုပ်လိုက်မယ် ကျွန်တော်သွားနေပါပြီနားလည်ပါတယ် အမင်းတော်ချက်ချင်းပါပဲဟုတ်ပါဟုတ်ကဲ့ဟုတ်ကဲ့ Hay que acabar con la hechicera Nat antes de que embruje a los hombres. Hemos expulsado a los Nats de nuestras tierras. Construiré estatuas de Buda sobre sus restos. ဟုတ်ကဲ့မိတ်ပေးပါမိတ် ချ တော် က် တိုင်း ချင်းပါပဲခုလှုပ်လိုက်မယ်ဟုတ်ပါဘုရားတရားတန်ခါချက်ချင်းပါပဲဟုတ်ကဲ့ အမိန်ပေးပါတစ်ခုတ်သမားဟုတ်ကဲ့ ခုလှုပ်လိုက်မယ်ဟုတ်ကဲ့ဟုတ်ပါခုလှုပ်လိုက်မယ်ချက်ချင်းပါပဲအမင်းတော်တိုင်းပါ မိတ်ပေးပါလက်နဲ့ယူကြဟုတ်ကဲ့လက်ကြမိတ်ပေးပါငါတို့တိုက်လက်နဲ့ယူကြလက်ကြမိတ်တော် ဟုတ်ကဲ့ချက်ချင်းပါပဲ ဟုတ်ကဲ့ကျွန်တော်သွားနေပါပြီမိတ်ပေးပါငါတို့တိုက်နားလေပါလက်နဲ့ယူကြဟုတ်ကဲ့ အမင်းတော်တရားဟုတ်ပါခုလှုပ်လိုက်မယ် မိတ်ပေးပါ ချက်ချင်းပါပဲ ကျွန်တော်သွားနေပါပြီငါတို့တိုက်လက်ကြနားလေကျွန်တော်သွားနေပါပြီဟုတ်ကဲ့ ဟုတ်ချက်ချင်းပါပဲဟုတ်ကဲ့ဟုတ်ပါလှုပ်လိုက်မယ် ဟုတ်ကဲ့ကျွန်တော်သွားနေပါပြီနားလေပါ အမင်းတော်တိုင်းပါ မိတ်တော်တိုင်းငါတို့တိုက်မိတ်ပေးပါသွားနေပါပြီဟုတ်ကဲ့နားလေငါတို့တိုက်ဘုရားတရားလှုပ်လိုက်မယ်ခုလှုပ်လိုက်မယ်ပြောပါဟုတ်ကဲ့ချက်ချင်းပါပဲဟုတ်ပါ လက်နဲ့ယူကြမိတ်တော်တိုင်း အမင်းတော်တိုင်းချက်ချင်းပါပဲ
ခုလှုပ်လိုက်မယ်ဥပအတိုင်းပါ ဟုတ်ကဲ့နားလည်ပါတယ်လက်နဲ့ယူကြမိတ်ပေးပါဘာလို့တိုက်လဲနားလည်ပါတယ်မိတ်တော့ကြတော့တော့ကြဘာလို့တိုက်လက်နဲ့ယူကြဟုတ်ကဲ့မိတ်တော့တိုင်းဟုတ်ကဲ့တော့နေပါဘာလို့တိုက်မိတ်ပေးပါနားလည်ပါတယ်ဟုတ်ကဲ့တော့သွားနေပါပြီနားလေတော့သွားနေပါပြီဟုတ်ကဲ့ငါတို့တိုက်ဘယ်လိုငါတို့တိုက်အတက်ကြဟုတ်ကဲ့ငါတို့တိုက်ကြအတက်ကြမိတ်ပြီးပါနားလေတော့သွားနေပါဟုတ်ကဲ့ငါတို့တိုက်ကြငါတို့တိုက်မိတ်ပြီးတော့သွားနေပါတက်ကြငါတို့တိုက်ဘုရားလှုပ်လိုက်တာမိတ်တော်အတိုင်းပါဥပချက်ချင်းပါလေ တက်ကြမိတ်တော့ငါတို့တိုက်ငါတို့သွားနေပါလက်နဲ့တို့တိုက်ဟုတ်ကဲ့ငါတို့လက်နဲ့တက်ကြယောဂလှုပ်လိုက်ဥပဟုတ်ကဲ့ချက်ချင်းပါလေဘုရားတန်ခါသူ့လှုပ်လိုက် Mis enemigos se arrodillan ante mí. Soy el elefante blanco que trae paz y buena fortuna al mundo. Soy el Chakrabarti. Vencí a mis enemigos y los hice arrodillarse ante mí. Expulsé a los Nats de mis tierras, construyendo estupas y monasterios donde antes merodeaban los espíritus. Soy el conquistador de las 10 direcciones. Controlo desde las laderas del Tíbet hasta las aguas de Malaca, desde las planicies de India hasta las selvas montañosas de Vietnam. Los reyes de Sri Lanka y Portugal me envían ofrendas por el mar. Los emperadores de China e India me reconocen como su igual. Mi vida quedará escrita durante siglos en las leyendas de 3 naciones. Soy Vallinaun. Soy el Chakrabarti.